မေးဆက်ပေးမယ်ကျွန်တော်ကတော့ဝေဖြိုးပေါ့နော် live live technical manager ပါလောက်တာကတော့10နှစ်လောက်ရှိပြီဒီမှာပေါ့ဒါပေမဲ့အခုလောလောဆယ်ကတော့brand အစုံကိုကင်ထားတယ်ကင်တယ်ဆိုတာကဘယ်ဟာလဲဆိုကျွန်တော်တို့ဒီ training လုပ်တဲ့အပိုင်းလေးပေါ့ဒါတွေကိုကျွန်တော်ရှင်းပြပေးတယ် customer တွေကတချို့ customer တွေက product အသစ်တွေဆိုရင်သူတို့ကကြတော့စမသုံးရဲဘူးပေါ့သူနဲ့ပတ်သက်တဲ့အကောင့်ချင်းဆိုးချင်းတွေဘာရှိလဲပေါ့နောက်ပြီးတော့ဝယ်ချင်တယ်သုံးချင်တယ်ကိုကဘယ်လို service ပေးမှာလဲပေါ့ကျွန်တော်တို့ကြတော့ရောင်းတာတခုတည်းမဟုတ်ဘူးကွာရောင်းပြီးရင်သဘောတကွာရောင်းလိုက်ပြီးဒီပစ္စည်းကိုinstaller ပဲဖြစ်ဖြစ်ဒါမှမဟုတ် customer ဖြစ်ဖြစ်သူတို့ကစနစ်တကျနဲ့ဘယ်လိုသုံးလို့ရလဲဆိုတော့ကျွန်တော်တို့ဒီအစင်းစင်းလုပ်တဲ့နည်းစီပဲနည်းပါကျွန်တော် sharing လုပ်ဒါကြောင့်အဲ့လိုလုပ်တဲ့အတွက်ကြောင့်မလို့ဝယ်တဲ့လူတွေကလည်းစိတ်ချလက်ချဝယ်နိုင်တယ် customer တွေကလည်းစိတ်ချလက်ယုံကြည်စိတ်ချစွာနဲ့ကျွန်တော်တို့မှာသုံးတာပေါ့နော်ဒါလေးရှိပါဆိုတော့အခုလောလောဆယ်ကျွန်တော်ကဒီ training နဲ့ပတ်သက်ပြီးတော့ကျွန်တော် presentation တစ်ခုပြင်ထားတယ်ဗျဒါလေးကိုကျွန်တော်ပြမယ်နော်ကဲ knowledge sharing ဘိုင်းကိုစမှာဆိုရင်အဓိကကတော့ကျွန်တော်တို့ကဘောနော်ဒီ၄မျိုးပေါ့solid service content မှာကျွန်တော်၄ခုရှိမှာပေါ့တစ်ခုကကျတော့သုံးမဲ့ tools တွေနဲ့ဒီ accessory တွေဘာတွေသုံးရမလဲပေါ့တကယ်တော့ကိုကinstaller တယောက် solid service ကိုလုပ်တော့မယ်ဒါမှမဟုတ်ကျွန်တော် project တစ်ခုရှိလို့လောက်ရတော့မယ်ဆိုရင် furniture မှာသုံးတဲ့ပစ္စည်းတွေလည်းရှိတယ်လို့တချို့ဟာတွေဆိုဒီလိုမျိုးကျွန်တော်တို့ဂန်းမျိုးဆိုရင်ဒါသိကြတယ်မရှိဘူးဒါကဘာလဲဆိုကျွန်တော်တို့ကော်ထိုးတဲ့ဂန်းတွေပေါ့ဒီလိုမျိုးဟာတွေဆိုရင်ဝယ်ရမှာပေါ့နော်ရှိကိုရှိရမှာ solid surface installer လုပ်တော့မယ်ဆိုရင်ပေါ့ဒါကြောင့်ကျွန်တော်တို့ကသုံးမဲ့ tool တွေ accessory တွေကိုကျွန်တော်တို့ကရှင်းပြပေးမယ်ပြီးတော့အစင်းစင်းလုပ်တဲ့ SOP standard operation procedure လို့ပြောတဲ့အစင်းစင်းလုပ်ပုံလုပ်နည်းတွေ step by step လေးတွေရှင်းပြပေးမယ်နောက်ပြီးတော့ကျွန်တော်တို့ဒီဒါက demonstration ဆိုမှ workshop ဖြစ်သွားတာပေါ့ဒီတစ်လုံးလုံးကျွန်တော်တို့လုပ်ပြမှာဆိုကျွန်တော်တို့ဆိုတော့ကျွန်တော်တို့အားလုံးပါမှာပေါ့နော်အားလုံးကိုယ်တိုင်ကိုကြဝင်လုပ်ရမယ်တခုတော့ရှိရ risk ရှိရ risk ကဘာလဲဆိုတော့ကျွန်တော်ဒါက show ပြီးအနေနဲ့ဒီမှာပဲသုံးပါအရင်ကျွန်တော်လုပ်တဲ့ demonstration ဆိုတာကကျွန်တော်တို့အပြားလေးကိုကျွန်တော်တို့ bus plate လေးထည့်တယ် nozzle လေးထည့်ပြီးကျွန်တော်တို့လုပ်ပြတာပေါ့အမေရိကက်လေးလုပ်ပြတာဒါပြီးရင်ကျွန်တော်အဲ့ sample လေးတွေကိုကျွန်တော်တို့က sample အနေနဲ့ပဲထားတာဒီကကျတော့ကျွန်တော်တို့ကိုယ်တိုင်ကိုကြလုပ်ပြီးတော့ဒီ showroom မှာပဲထားမှာဆိုတော့ထားမဲ့ပစ္စည်းဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ပူပေါင်းပါဝင်ပြီးတော့လုပ်လို့ရတယ်ဒါပေမဲ့ risk ဆိုတာကကြောနည်းနည်းလေးအသိမ်းဆောင်လို့ခံလို့မရအောင်တေချာလုပ်ရမှာပေါ့နော်စူးစမ်းပြီးလုပ်ရမှာနောက်တစ်ခုကကျတော့ question answer ကတော့ကျွန်တော်တို့ပြီးရင်ကျွန်တော်တို့မေးလို့ရတယ်ပေါ့နော်လုံးရင်လည်းမေးလို့ရတယ်မသိချင်တာရှိရင်လည်းမေးမသိတာလေးလည်းမေးလို့ရတယ်ပေါ့နော်ဒါလေးရောအဲ့အစီအစဉ်လေးကတော့၄ခုရှိပါတယ်ဆိုတော့ကျွန်တော်တို့ပထမဆုံးအဆင့်ကဘာလဲဆိုရင်ထုံးမဲ့ထူးစီကိုကျွန်တော်ရှင်းပြမှာပေါ့နော်ဆိုတော့ကျွန်တော်တို့မှာသုံးရမှာကအဓိကပေါ့နော်သုံးရမှာဆိုတော့ဒီလိုမျိုး solid surface အပြားကြီးကိုကျွန်တော်တို့ကကြတော့ကျွန်တော်တို့ဒီပေါ့ဖြတ်ဖို့အတွက်ကျွန်တော်တို့ကကတန်းပေါ့ကတန်းဆိုတာကကျွန်တော်မြင်းဖြောက်တန်းလို့တယ်မြင်းဖြောက်ကတန်းလို့တယ်အဲ့ဒါကအလူမီနီယံအချောင်းမရဘူးပေါ့နော်အလူမီနီယံအချောင်းကိုမြင်းမဖြောက်ဘူးဘာအလူမီနီယံအချောင်းကကျွန်တော်တို့ကကြတော့တွားကြတော့တွန်းလိုက်ဒီကောင်ပါတယ်ကျွန်တော်ဂိုက်ကညက်တယ်ဒါမှကျွန်တော်ဖိတွန်းတဲ့ခါကျရင်သူကဝင်သွားတာဝင်သွားခါကျရင်ကျွန်တော်တို့ကကြတော့ point ဆုံးသွားတာ ਨੇ ဒီအစိုးလေးတွေမှာကျွန်တော်တို့ point လောက်ကျွန်တော်တို့ဟဝါနေဟိုဘက် point ဒီဘက် point ဟဝါရင်1လောက်กว่าပါပြီကွာမှကျွန်တော်တို့ကကွန်နဲ့ကက်တဲ့ခါကျရင်မလွယ်တော့ဘူးเนาะအဲ့လိုအဟတွေအဆက်တွေမှာ join set တွေမှာတေချာဖို့အတွက်ကကျွန်တော်တို့ကကျတော့မြင်းဖြောက်ကတန်းလို့ပဲပေါ့နော် solid surface အပြားကိုလှုပ်လိုက်ရတယ်သူကအမာပြားမို့လို့နောက်တစ်ခုကကျတော့ကျွန်တော်တို့ကကျတော့ကျွန်တော်တို့ compact grade ဆိုတဲ့အပြားလေးရှိတယ်ကျွန်တော်တို့ဟိုပေါ့ရေချိုးခန်းအိမ်နာရီမှာသုံးတဲ့ partition တွေအမာပြားတွေပေါ့ဘလော့ဘုတ်တွေပိုင်းနဲ့လှုပ်လို့မရဘူးဘလော့ဘုတ်ကကြောက်ဒီကောကြောက်ဟိုဘေးကနေဆွဲလိုက်ရောပါဝါခါကျရင်နည်းနည်းလေးပါရင်ဒီကောဝင်သွားအောင်အရေးကြီးတာအဲ့အမာပြားဖြစ်ဖို့လိုတယ်တန်ပြားဆိုရင်တကယ်ကို CNC နဲ့တေချာအဖြောက်ဖြတ်ထားမှရမှာဒီလိုမျိုးပေါ့နော်အဲ့လိုအပြားဖြစ်မှသာလေကတ်တန်းကကတ်လို့ရမှာအရေးကြီးတာအသက်ကဘာလဲဆိုရင်ကျွန်တော်တို့ရဲ့မြင်းဖြောက်ဖြစ်ဖို့လိုတယ်ဆက်ဖို့တော့ကျွန်တော်တို့ကအာသာချက်ကဟိုကွန်နဲ့ဆက်လိုက်ရင်ဆက်ကြောင်းပြောက်တယ်ဆက်ကြောင်းပြောက်ဖို့ကဘာဖြစ်ရမလဲဆိုဖြောက်မှရအောင်ဆိုတော့အဲ့မြင်းဖြောက်မဖြစ်ရင်မလွယ်ဘူးပေါ့နော်ဘယ်လောက်ပဲဖြီအဲ့နေရာကဟိုစေးသားပေါ်လိမ့်မယ်ပေါ့နော်အဲ့မြင်းဖြောက်လို့တယ်အဲ့ကျွန်တော်တို့မြင်းဖြောက်လို့လိမ့်မယ်နော်အဲ့မြင်းဖြောက်ကတန်းလို့မယ်နောက်တစ်ခုကျတော့ router အကြီးဒါလည်းမှတ်ထားတော့ရတယ်နော်ဒါမှမဟုတ်လည်းဗီဒီယိုရိုက်လည်းရတယ်နော်ဟိုပါပေါ့မြင်းဟိုစား router အကြီးလို့မယ်နော် router အကြီးကကျတော့ကျွန်တော်ကကျတော့သုံးမဲ့စူးသွားတွေကကျတော့၃မျိုးသုံးတာပေါ့နော်တမျိုးကျတော့ router အကြီးမှာကျတော့ငါးမှုစူးသွားငါးမှုကိုသုံးတယ်ငါးမှုမှာကျွန်တော်ကဒဲစူးသွားသုံးမယ်နောက်တစ်ခုကျတော့ဘောစူးသွားသုံးမယ်နောက်တစ်ခုကျတော့45သုံးပါပေါ့နော်45ဒဲစူးသွားကျကျွန်တော်တို့ဒဲတစ်ခါတန်းဖြတ်မယ်နော်လိုချင်တဲ့အကွာဝေးကိုရှင်းဖြတ်မှာပေါ့နော်ဒဲစူးသွားနဲ့ဖြတ်မယ်
ဘောစုသွားကြတော့ကျွန်တော်တို့ကကြတော့ဘောနဲ့ထိန်းပြီးတော့ဖြတ်မှတ်ဟာရှိမယ်ဒါ45ဆိုအခုမှကျွန်တော်ဇောင်းသိမ်းထားတာပေါ့ဒါတွေကကျွန်တော်တို့ဇောင်းကဘယ်လိုနေရာမျိုးမှာသိမ်းလဲဆိုတော့ထိတ်တိုက်တွေမှာဆိုသိမ်းတယ်နောက်တစ်ခုတော့ပတ်တန်တွေပါရင်သိမ်းရမယ်ပလိန်းဆိုရင်မလိုဘူးပေါ့နော်အမဲပလိန်းတို့အဖြူပလိန်းတို့ဆိုရင်ဇောင်းသိမ်းစရာမလိုဘူးဒဲ့ပဲကတ်ရုံပဲဒဲ့ကတ်ပြီးတော့ကျွန်တော်လိုချင်လို့ကတ်လိုက်လို့ရတယ်ဒါပေမဲ့ဒီလိုပတ်တန်တွေပါတာကကြတော့အကျော်စင်းပါရင်ကျွန်တော်တလုံးလုံးကြည့်လိုက်ရင် solid surface အလုံးလိုက်ကိုဖြစ်အောင်လို့ကျွန်တော်ပတ်တန်တွေကိုညီအောင်45ဇောင်းသိမ်းပြရတယ်ဒီလိုဇောင်းသိမ်းမှသာလေအောက်ကလည်းဇောင်းသိမ်းအပေါ်လည်းဇောင်းသိမ်းမှလည်းဒီကောင်ကဟိုပါပေါ့ပျောက်သွားမှာနော်အကျော်ညီပြီးတော့ပျောက်သွားမှာအဲကြောင့်မို့45ဘောစုသွားလို့နော်ဒီကောင်ဒီမှာဟိုမှာရန်ကုန်မှာမရောက်ဒီမှာပဲ2000ကျော်တော့ပေးရဒီကောင်လေးနော်ဒါလေးတွေလိုလိမ့်မယ်၃မျိုးပေါ့လောလောဆယ်ကျွန်တော်တို့အရေးကြီးဟိုပါပေါ့နော်လိုတာကကြတော့ဘောစုသွားလို့တယ်တဲ့နောက်တော့ဒဲစုသွားငါးမှုစုသွားလို့မယ်45လို့မယ်နော်ဒါလေးရှိမယ်အဲနောက်တစ်ခုကကြတော့ဖြတ်မဲ့ဟာပေါ့နော်ဖြတ်မဲ့ကောင်ကကြတော့စကူလာဟန်ဆိုးလဲရတယ်ခုနလက်မဟန်ဆိုးနဲ့ဖြတ်လဲရတယ်ဒါကျွန်တော်တို့ကြွေရကြောက်ပြားဖြတ်တဲ့လေးလက်မဟန်ဆိုးနဲ့လဲရတယ်ပေါ့ဒါမှဖြတ်တဲ့ကာဘိုက်ကကြတော့ကျွန်တော်ကကြောက်ပြားသမားတွေကတော့ကြောက်ပြားကာဘိုက်နဲ့ဖြတ်ကြတယ်ပေါ့နော်ဒါတော့ဟိုပါပေါ့ကြောက်ပြားကာဘိုက်နဲ့ဖြတ်တယ်ကျွန်တော်တို့ကကြတော့ဒီလိုမျိုးလှော်ဝိုင်းသုံးတဲ့အသွားစိတ်လေးကိုသုံးတာပေါ့နော်ဒါမှဒီကောင်ကကြောက်နည်းနည်းလို့ထူတယ်ဒါမှဒီကောင်ကဖြတ်ရတာပို့ပြီးတော့ညံ့တယ်ပေါ့နော်ပို့ညံ့တယ်ပို့ပြီးတော့လေဟိုလောက်ကွက်ပို့ညံ့တာပေါ့ဒါကြောင့်ကျွန်တော်တို့ဒီလိုမျိုးဟာမျိုးသုံးတယ်ဒါလေးလက်မဟိုခုနလက်မသုံးလဲရတယ်နော်လှော်ဝိုင်းနဲ့သုံးလဲရတယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ဂလူးကကြတော့မလိုဘူးပေါ့နော်အရင်ကကျွန်တော်ဂလူးသုံးတယ်အခုကျွန်တော်တို့ဂလူးဆိုတာကကျွန်တော်ကော်ခန်းပေါ့ကော်ခန်းကိုမသုံးတော့ဘဲနဲ့စူပါကော်သုံးတာပေါ့နော်စူပါကော်လေးတွေသုံးတယ်ပေါ့ကော်ခန်းတော့လိုအပ်ရင်တော့သုံးတာမလိုအပ်ရင်တော့မသုံးဘူးကော်စူပါကော်လေးတွေသုံးတယ်စူပါကော်ကအဓိကဘာလဲဆိုကျွန်တော်တို့ဆိုလက်စားပြအတုံးလေးတွေကိုဒီမှာအတုံးလေးကိုစူပါကော်လုံးထည့်ပြီးတော့အတုံးလေးကတ်တယ်ဟိုဘက်တုံးဒီဘက်ကုံကတ်မယ်ကတ်ပြီးတော့ကျွန်တော်ဂိုင်းနဲ့ညှက်တာပေါ့ဘာကြောင့်ဒီကောင်ကနှစ်ပေပြားဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဂိုင်းမမိဘူးဂိုင်းမမိတဲ့အချိန်တွေမှာကျွန်တော်တို့ဘာလုပ်လဲဆိုတော့သူ့ကိုဂိုင်းညှက်လို့ရတဲ့ဂိုင်းညှက်လို့ရမယ့်နေရာလေးမှာကျွန်တော်တို့ဘာလုပ်လဲဆိုတော့အတုံးခံပြီးတာပေါ့ကျွန်တော်ဖားတုံးလေးခံတာဖားတုံးခံတယ်ဆိုကျွန်တော်ဘာတုံးနဲ့ခံတယ်ဆိုပလိုင်တုံးမခံဘူးပလိုင်တုံးဆိုရင်စူပါကွန်နဲ့ကြောက်ကျွန်တော်မမြဲဘူးဆိုတော့ပလိုင်ဥစားဆိုလက်စားပဲအချင်းချင်းဆိုတော့အရန်ကတ်တယ်ဆိုတော့ဆိုလက်စားပဲအတုံးလေးတွေတက်လက်မတုံးလေးကျွန်တော်တို့အဲ့အတုံးလေးကျွန်တော်လိုက်ကတ်မယ်ပြီးရင်ကျွန်တော်ဂိုင်းလေးနဲ့ညှက်မှာပေါ့နော်ဂိုက်ကလိုတယ်အတုံးလေးလိုတယ်စူပါကော်လေးလိုမယ်နော်ဒါလေးလိုစူပါကော်လေးပြီးသွားရင်ကျွန်တော်ကဖြုတ်တော့မယ်ဆိုဂိုက်ကိုဖြုတ်မယ်ဖြုတ်ပြီးရင်ကျွန်တော်ဘာလုပ်လဲဆိုရင်ပေါ့နော်ဒီတူလေးနဲ့လည်းကျွန်တော်ရိုက်ဖြုတ်လိုက်လို့ရတယ်အလိုတကူရိုက်ဖြုတ်လို့ရတယ်နော်ဒါတူလေးပါမယ်နောက်ပြီးတော့ဒီကအရေးကြီးဖြစ်တာအရေးကြီးရတာပါဒါလည်းဆိုကော်နဲ့ဂန်းနဲ့နော်ကော်နဲ့ဂန်းနဲ့ဆိုတော့ကော်ကလည်းကျွန်တော်တို့ဒီမှာရောင်းမယ်လို့ထင်တာပဲနော်ဒါကြောင့်ကျွန်တော်ရန်ကုန်ကနေယူလာခဲ့ကျွန်တော်တို့စီရပဲကိုရီးယန်ကော်လေးကိုရီးဂန်းလေးဒါသူ့ရဲ့ဒီဟိုကတော့ဂန်းကိုဒီကော်ကျုကိုထိန်းတဲ့ကောင်လေးပေါ့ဒီဒါမရှိလည်းမရဘူးเนาะဒါမရှိလို့မရဘူးဒီမှာကလစ်လေးရှိရယ်ကလစ်လေးကိုဒီကိုကျွန်တော်တို့ဆွဲတင်လိုက်တယ်လော့ကလေးကပွင့်လာပြီဟာဝါရှင်ကျွန်တော်ဒီမှာကြည့်မယ်အထက်ကလေးရှိရယ်ပေါ့เนาะအဲ့အထက်ကလေးကိုကျွန်တော်ထည့်မယ်မြောင်းလေးထည့်မယ်ကျွန်တော်ဂန်းထိုးလို့ပဲထွက်လာပြီပေါ့เนาะအဲ့လိုမျိုးလေးပေါ့ကျွန်တော်သွားမယ်ဒါကဂန်းပိုင်းပေါ့เนาะဒီဖြုတ်ရမယ်ဒါကျွန်တော်ပြီးမှကျွန်တော်ကျုပ်လေးနဲ့ထည့်မှာပေါ့เนาะဒါလေးရှိတယ်အားကြောင့်ဂန်းနဲ့ကျွန်တော်တို့ဒီဟိုပါပေါ့ကော်ကျုလေးလိုမယ်ကော်ကျုတောက်လိုလိမ့်မယ်เนาะဒါလေးရှိမယ်အဓိကဒါလေးပြင်ဆင်ရမှာပေါ့เนาะမရှိရင်တော့ကျွန်တော်တို့ရှိအောင်တော့ကျွန်တော်စူးစမ်းရမယ်စကူတွေဒါတွေကလိုအပ်ရင်သုံးမယ်မလိုအပ်ရင်တော့မသုံးဘူးเนาะဒါလေးရကို့မှာအမြဲတမ်းရှိနေတဲ့ဟာလေးပါเนาะဒါလေး driver တွေကအကုန်ရှိပြီဒါ mask ကကျတော့ဟိုပါပေါ့เนาะကို site ထဲမှာလုံးမယ်ဆိုရင် site မှာကိုတော့ကျတော့အခန်းအလုံးပိတ်မှာလောက်တာရှိတယ်တချို့ကြတော့လေအခုလိုမျိုးဟောကြီးထဲမှာအပွင့်ကြီးမှာလောက်ရတာရှိတယ်ဒါပေမဲ့အခန်းအလုံးပိတ်ဆိုရင်ပြဿနာရှိတာပေါ့နော်ဘာလို့အလုံးထဲကြကျွန်တော်တို့ကော်လိုမျိုးအနန္တအရင်ကော်ကြကျွန်တော်ကကြောအကျင့်သားရပြီမယ်ဆိုလက်စာပြအမှုံကကြတော့ကျင့်သားမရသေးဘူးအခါကျရင်ကျွန်တော်ကနှာခေါင်းနဲ့ဝင်သွားရင်ခေါင်းကိုက်တာခေါင်းမူတာဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးလက်ဘင်းနဲ့နာတာဖြစ်တယ်ဆိုတော့95ကြောကျွန်တော်တို့သုံးတယ်ပေါ့နော်ဒါသူတို့လည်းသုံးတယ်နောက်ဆုံး95တော့မခံနိုင်ဘူးဆိုဘာလို့လဲဆိုတော့အဝတ်အဖြူနဲ့အဲ့လိုအုပ်ရတာအုပ်ပြီးတော့ခေါင်းတွေလည်းအုပ်ဒီဘက်လည်းအုပ်ပေါ့နော်အဲ့လိုအုပ်လိုက်မှအဆင်ပြေတယ်နောက်ကိုကျတော့ကိုတို့အောက်မှာရှိတာဗာလဲဆိုတော့ဖုံဆုံးဆက်ဒါကတော့အသေးလေးပေါ့ဒါလေးကျွန်တော်တို့ယူသွားတယ်ယူပြီးတော့ကတာဖြတ်တဲ့အချိန်မှာကျွန်တော်တို့ကကျတော့လှော်ဝိုင်းကသွားပြီးဆိုရင်လှော်ဝိုင်းရနေပြီကျွန်တော်တို့ဒီကနေပြီးတော့အမှုံတွေကိုစုပ်တာဆိုတော့အမှုံတွေကိုစုပ်လိုက်ခါကျတော့ဟိုကျွန်တော်တို့ကအပြင်ကအရန်မထွက်တော့ဘူးပေါ့နော်ပြင်မထွက်တော့ဘူးဆိုတော့ပတ်ဝန်းကျင်လည်းတိတ်ပြီးတော့မထိခိုက်တော့ဘူးကိုလည်းအကျမ်းမကြီးလည်းတိတ်မထိခိုက်တော့ဘူးနော်ဒီလိုမျိုးဖုံဆုံးဆက်လေးတော့ယူရအကောင်းဆုံးပဲနော်ဒါလေးလိုတယ်နောက်တစ်ခုကျတော့လက်အိတ်ကကျတော့လှော်ဝိုင်းတုံးတဲ့ခါကျရင်တော့တိတ်မတော်ဘူးဒီကလှော်ဝိုင်းနဲ့ကျတော့ညှိမှာဆိုလို့
ဘေးချင်မှာတုံးလဲဆိုလက်အိတ်ကကြောက်ကျွန်တော်တို့ကပိတ်တဲ့ခါကျရင်တုံးတယ်ပိတ်နာရဆောလက်စာပေကကျွန်တော်ပလိုင်ပိတ်နာတဲ့အများကြီးလေးတဲ့အတွက်ကြောင့်12ပေဖြစ်တဲ့အတွက်ကြောင့်လို့ပိတ်တဲ့ခါကျလူ3ယောက်ပိတ်ရတယ်2ယောက်တည်းဆိုရင်တစ်ခါကျရင်အပိတ်မတိုင်အလဲကနေကျူးတယ်ဆိုပိတ်တိုင်ရော2ယောက်ပေါ့နော်မပိတ်တက်ဘူးဆို12ပေဖြစ်တဲ့အတွက်ကြောင့်အလဲကနေ1ယောက်ထိန်းထားတာပေါ့ထိန်းတော့ပိတ်ရတယ်လက်ကအဲ့လိုမျိုးဒီညာဘက်တန်ညာဘက်အရာတော်ရှိသေးတယ်ညာဘက်တန်ညာဘက်ကိုဟိုပါလက်အိတ်ဝတ်ထားပေါ့အဲ့ဒါဆိုရင်တော့တတ်တာတယ်ပေါ့နော်တစ်ချက်တလေရပြဿနာမရှိအချက်ရများသွားရင်တော့ဟိုနည်းနည်းလေးရှော့ရှိရနော်ဒီဟာလေးကမျက်မှန်နေပါရတော့အမှုန်နေပါရေးစင်နာရေးပါဖြစ်ရင်မျက်မှန်နေပါလို့တိတ်ကကြတော့ကျွန်တော်တို့ဗမာတုံးလဲဆိုတော့အခုကျွန်တော်တို့ဒီမှာစက်ကူတိတ်လေတချို့တုံးတယ်တချို့ကျတော့ဒီလိုမျိုးတိတ်အကြည့်တွေတုံးတယ်တိတ်အကြည့်ကကြတော့ကျွန်တော်45ဇောင်းသိမ်းပြီးကော်ထည့်ပြီးဆိုရင်ခိုင်းညက်မညက်မညက်မယ်တချို့နေရာကျရင်ကျွန်တော်တို့ကတိတ်ကိုတောက်လျှောက်ကျွန်တော်တို့ကတ်လိုက်တယ်မျိုးကတ်လိုက်တဲ့အချိန်မှာဘာဖြစ်လို့လဲဆိုတော့တိတ်ကချုပ်လိုက်တဲ့အချိန်မှာကော်တွေကကော်စီးချောင်းညီသွားတာပေါ့ကော်စီးချောင်းညီသွားတယ်ကော်ဒီမှာထည့်မှာကော်ဒီမှာထည့်မှာထည့်ခါကျတိတ်နဲ့သူတို့ကတ်လိုက်တဲ့အချိန်အပြင်ကော်တွေကအကုန်လုံးဆက်ပြီးတော့စီးသွားတဲ့ခါကျကော်ညီသွားတယ်နော်အဲ့လိုကော်ညီသွားတဲ့အတွက်ကြောင့်ကျွန်တော်ဒီလိုတိတ်မျိုးလဲတုံးတယ်နော်တိတ်ကလိုတယ်နောက်တော့ကလန့်နေပေါ့နော် guide တွေပါလိုမယ်နော်ဒီကောင်ကပါလဲစောက်ကကြောက်ကျွန်တော်တို့တဘောတစ်ခုဟာကျွန်တော်ကော်ကစူပါကော်ထိတ်လိုက်ပြီဆိုရင်စူပါကော်ဒီမှာကွက်နေတာကွက်တဲ့ခါကျကျွန်တော်ကော်ဘက်နဲ့ရင်မတိုက်ခင်စောက်ကလေးနဲ့ကျွန်တော်တို့ချစ်ထုတ်လိုက်တာချစ်ထုတ်ပြီးသွားပြီးတော့ကျွန်တော်ကော်ဘက်တိုက်တာပေါ့နော်ဒါလေးအဆင့်ရှိတယ်နော်ဒါလေးကတော့ကျွန်တော်တို့ကဟိုကကြောက်ကျွန်တော်တို့မှာတဘောတစ်ခုကပုံစံကျင်ွယ်ချခြင်းနေဆိုရင်အကြီးသေးပေါ့နော်ဒီမှာသုံးတယ်ဒီလိုအကြီးကြီးပေါ့အကြီးကြီးလည်းသုံးပါတယ်နော်အဲ့လိုသုံးတယ်ပန်ဆယ်ကကြောက်ဒီကောင်ကကြောက်တော့ကျွန်တော်တို့ဗာလဲဆိုအခုဒီမှာကျွန်တော်မှတ်ထားရမှာနော်ဒါကတော့အရေးကြီးတယ်နိုင်မှတ်တယ်လိုချင်တဲ့ဟာတွေကိုအခုကျွန်တော်ဒီကောင်ကအောက်ကနေအပေါ်ဒီလိုလာမှာခန်းငယ်ကုံလာမှာဒီကောင်ကဘယ်လောက်ကုံလဲဆိုတစ်ချက်ကုံတယ်တဲ့အတွက်ကြောင့်မလို့ဘာလို့ရလဲဆိုအကျောကိုညီအောင်ဖျက်ရတော့နော်ဒါဒီကပတန်ကျောဖြစ်နေပတန်ကျောဆိုကျွန်တော်တို့ကဘဲအပေါ်နော်ဘေးပေါ့နော်ဘဲညာပေါ့နော်ဘဲညာအပေါ်ဆိုဒါအလဲစင်တာဖြစ်သွားမှာအချက်ကြီးကိုကျွန်တော်တို့3ပိုင်းပိုင်းလိုက်တာပေါ့အဲ့အတိုင်းကိုကျွန်တော်ဒီမှာပြန်ထည့်ရတယ်နောက်မှဆိုပတန်မညီဘူးနော်ပတန်မညီဘူးနော်မှားလို့မရဘူးအဲ့ကြောင့်ကျွန်တော်တို့ကဘာလို့လဲဆိုရင်ခဲတဲ့နဲ့မှတ်ရတာဆိုတော့တချို့ဟာတွေကအတိုင်းတာတွေကိုဘောဘဲနဲ့မမှတ်ဘူးဘာကြောင့်ခဲတဲ့နဲ့မှတ်လဲဆိုရင်ခဲတဲ့ကပြန်ပြီးတော့အလိုတူပြန်ဖြတ်လို့ရတယ်နော်အဲ့ကြောင့်ကျွန်တော်ခဲတဲ့နဲ့မှတ်တယ်ဘောဘဲကမချိန်ဘူးနော်ချိန်နဲ့ပြန်ဖြတ်ရမှာခက်တယ်ခဲတဲ့နဲ့တုံးတယ်ကကြီးတွေပါလေပေါ့နော်ဒါတွေကကျွန်တော်တို့တုံးတယ်ဓာတ်တွေလည်းတုံးတယ်တူတွေပါတွေကကျွန်တော်ရိုက်ဖြုတ်တာတုံးတယ်ကလန့်ကတော့အရေးကြီးရယ်နော်ကလန့်ကတော့ဒီဟာဆိုရင်ကျွန်တော်2ပေခွဲလောက်ရှိရယ်2ပေခွဲလောက်ကလန့်ကိုတုံးရမယ်နော်ဘာလို့ဆိုတော့ကျွန်တော်2ပေခွဲမဟုတ်ဘူးဆိုရင်ဒီနားမှာတုံးခန့်ပြီးတော့ညှက်ရလိမ့်မယ်နော်ဒါကြောင့်ကျွန်တော်ဟိုဘက်ဒီဘက်ဘောင်ညှက်ခြင်းဆိုရင်2ပေခွဲရှိမှရမယ်နော်ကလန့်ကကလန့်ကကျွန်တော်3မျိုးတော့ပါတယ်နော် site ကတော့3မျိုးပါတယ်ဒါကတော့ polisher ပေါ့ဒီကောင်နောက်ဆုံးကျွန်တော်တို့ finishing ဝင်နေဆိုရင် finishing အဆင့်မှာကျွန်တော်ဘာလို့ဆိုရင် polish တိုက်ရတယ် polish တိုက်မယ်ဆိုကား polish ရှိမယ်ဒါကတော့အသေးပေါ့နော်ဒါကတော့ combat side set တွေဒါ polish လည်းဝင်လို့ရပါဒီလိုဆက်မျိုးကျွန်တော်သုံးမယ်နော်ဒါကတော့ polisher set တွေပါမယ်နောက်တစ်ခုကကျတော့ကျွန်တော် combat တွေပေါ့နော် combat ကတော့ sunny combat မှာကျွန်တော်100သုံးမယ်နော်100ရှိမယ်320ရှိမယ်ပြီးတော့400ရှိမယ်အဝိုင်းတွေကကျွန်တော်တို့ stock တွေကဒီလောက်ပဲဟိုပြက်နေတော့ကျွန်တော်4000နဲ့4030နဲ့ဆက်သွားမယ်600 800ပေါ့ဒါလေးတွေတော့ကျွန်တော်ဒါအကြောင်းဘာ combat လဲဆိုကျွန်တော်ကားဘော်တွေမှာသုံးတဲ့အကောင်တွေကားဘော်တွေမှာတုံးတယ်ရေစားကော်ဘက်တွေပေါ့နော်ဒါလေးတုံးလို့ရတယ်အဲ့ဒီကျွန်တော်ကော်ဘက်တွေအဆင့်ဆင့်တုံးမယ် spread level ကကြတော့ကျွန်တော်တို့အောက်ကပုံးနဲ့ဒီ level တွေနဲ့ဒီဘက်ထောက်တဲ့ဟာတွေနဲ့မညီမှာဆိုလို့ spread level နဲ့ချိန်ပြီးတော့ level ညှိပြီးတော့ကော်တွေပါထည့်ရတာပေါ့နော်အဲ့ဆို spread level တုံးမယ်နောက်ထောက်ကဟာကြတော့ဒုတိယဟာကကြတော့ဗာလဲဆိုတော့ဒီကောင်က polish နောက်ဆုံးကျွန်တော်တို့က rubbing နဲ့ပါလာမှာဟောမှာ rubbing နော်ဟိုမှာ rubbing နဲ့ဒီပုံလေးမှာ rubbing ပါတယ်နော် rubbing compound ဆိုတာပြီးပါနော်3 ငါထုတ်တာနော်ဒီကောင်လေး Robin ကောင်မပစ္စည်းကတော့တော်တော်ပြတ်တယ်အကျန်းတော့မသုံးအောင်နော် Robin အနုပဲသုံးအောင်ကားမှာသုံးတဲ့ Robin အနုပေါ့အဲ့ Robin အနုကိုသုံးမယ်ကော်ဘက်တိုက်မယ်တိုက်ပြီး Robin အနုသုံးမယ်ပြီးတော့မှကျွန်တော်တို့ကကြတော့ဒီလိုမျိုး wash ဖြစ်တဲ့ဖျောင်းအပေါ်ကအုပ်တာပေါ့ကုတ်တင်အုပ်ပြလိုက်ရအဲ့ကကြရင်တော့တောင်ချိုးပြီးတော့လုံးဝကို luxury ဆန်သွားတာပေါ့မဟုတ်ဘူးဆိုရင်အပေါ်မှာဒီတိုင်းပဲကျွန်တော်ကော်ဘက်တိုက်ပြီးတော့ tension လို့ပေးလိုက်ရင်အဆင်းနေထင်နေပြီ customer စီမရောက်ခင်အဆင်းနေထင်တာပေါ့နော်စပင်းမြင်လေးထင်တယ်အဲ့ကကြရင် customer ကမကြိုက်ရင်ပြန်လုတ်ခိုင်းနေမယ်အဲ့ကျွန်တော်ဘာလို့လဲဆိုအပေါ်ကနေကုတ်တင်လေးအုပ်ပြီးတာပေါ့နော်ဒါလေးရှိမယ်ဒါပါပဲလုံးတော့မဆိုရင်အဆိုးပြီပေါ့နော်အဆိုးပြီဆိုတော့အစင်းစင်းလုပ်မယ်ဆိုတော့ပြင်ဆင်တဲ့အပိုင်းပါမယ်နံပါတ်1ပြင်ဆင်ရမယ်နံပါတ်2ကကတင်ပိုင်းပါမယ်3ကကျတော့ကျွန်တော်တွဲမယ်4ကတက်ဆင်မယ်5ကကျွန်တော်အချောတက်နဲ့6ကကျတော့ customer စီမပို့ခင် inspection စစ်မယ်စစ်ဆေးတဲ့ပိုင်းပေါ့ကျွန်တော်6ဆင့်နဲ့တွားတာပေါ့နော်ခေါင်းစဉ်6ဆင့်ရှိတယ်အဲ့တော့ကျွန်တော်တို့ကတစ်ဆင့်ချင်းစီကိုလေ့လာကြည့်မယ်နော်
ကျွန်တော်ကဟာလောက်တာကတော့လောက်လို့ရတယ်အစင်စင်မလို့ပေါ့ကွာအလုံးထွက်ပြီးတော့ဆိုလောက်ကြတာပေါ့နော်ဒါပေမဲ့ကိုကတိထားတဲ့ခါကျတော့အစင်တိုင်းမှာဟိုတိထားရင်ဟိုမနှောင်းခင်နေကိုကပြင်ဆင်လို့ရတာပေါ့နော်အလုပ်တွေကလုံရင်နဲ့ကြော်သွားတာရှိတယ်ကြုံသွားတာရှိတယ်အဲ့ဒါကိုကတိထားတဲ့ခါကျတော့ဟိုပြင်လို့ရတာပေါ့နော်ဒါလေးရှိတယ်ဒီကပြင်ဆင်မဲ့ပိုင်းမှာအစင်တစ်ဘာလို့ရမလဲဆိုရင်ပြင်ဆင်မဲ့ပိုင်းမှာဘာလို့မလဲတိုင်းတန်ချင်းအရေးကြီးတာပေါ့နော်တိုင်းတန်ချင်းဆိုတာကိုကဟို solid surface ဥစားပေါ့နော်ကျွန်တော်တို့ project တစ်ခုရပြီဆိုရင်ဘယ်နှချက်ကုန်မလဲကိုလုံးမဲ့ဥစားပေါ့နော် body နဲ့အချက်နဲ့ဟိုကြိုက်မကြိုက်ပေါ့နော်အချက်ရဘယ်လောက်လိုမလဲ customer ကိုcustomer နဲ့ညှိရမယ့်အပိုင်းတွေနော်ကိုတိုင်းဒီမှာပေါ့နော်ဟိုဥစားမှာဒီ installation လုပ်တဲ့အချိန်မှာဒါမှမဟုတ်ထုတ်လုပ်မှုလုပ်တဲ့အချိန်မှာ customer နဲ့စကားပြောတာဖြစ်ကိုချင်းစကားပြောတာဖြစ်ကိုတိုင်းပေါ့နော်ဒီပိုင်းကိုတိုင်းတာမှုအပိုင်းကိုသိထားမှရမှာနော်တိုင်းထားမယ်ဆိုအဝင်ခွင့်ချက်ရှိစေဖို့အတွက်တဲ့ solid surface ကိုတက်ဆင်မနေရအခုကျွန်တော်တို့ဆိုရင် DRA ဆိုရင်ဒီအလုံးလိုက်တွေအကုန်လုံးကိုကျွန်တော်က site တွေအကုန်လုံး check လုပ်ရတယ်ဒီကောင်မတွဲခင်ပေါ့မထုတ်ခင်ကတင်မချခင်မှာဘာလို့လဲဆိုရင် installer နဲ့ကိုနဲ့က design နဲ့ installer နဲ့ညှိလိုက်တာဒါမင်းလားငါတို့ဒီကောင်ကိုလုံးမယ်ဆိုရင်ဗျက်ကဘယ်လောက်လဲငါတို့ဒီမှာရှိတာ960ရှိရဗျက်ကနေကို960ရှိရလုံးမဲ့ design ကသူက900ပတ်ချလေမှာအဆင်ပြေမှာ960ဆိုရင်900ပတ်ချလေဆို680 690 900အဲ့လောက်ပဲရမယ်ဒီတက်ပိုသွားရင်ကျွန်တော်တို့ကကြတော့ပတ်လေကျွန်တော်တို့အုပ်လိုက်ရင်ကျွန်တော်ကြတော့ဟိုဘက်စနစ်ဒီဘက်စနစ်ထွက်လာအောင်ပါဆိုတော့ဟို960ထဲဝင်နေမှရမှာပေါ့နော်ဒါမှကျွန်တော်ဖြတ်သားရလက်ရှိသေးတယ်ဆိုတော့အဲ့လိုမျိုးခါကျရင်ဒီဇိုင်းနဲ့ညှိရတယ်ကိုကရတယ်ဆိုပြီးလုပ်လို့မရဘူးဘာလို့ဒီကောင်ဗျက်က960ပဲလာတာအဲ့အရေးကြီးတယ်ပေါ့နော်အဲ့ဒါကြောင့်တိုင်းနာမှုကအရေးကြီးတယ်တော့ area ကိုတိုင်းမယ်ကတင်တွေကိုချမယ်ပတ်တန်ဆိုအရေးကြီးတယ်ပတ်တန်ဆိုရင်ငါ customer ကဒီလိုပတ်တန်မဲ့ကြိုက်တယ်ဆိုရင်အကိုကြီးအမကြီးကျွန်တော်တို့ဒီပတ်တန်လုပ်မယ်ဆိုတော့ဈေးကတော့ပုံများလိမ့်မယ်ဘာကြောင့်ကျွန်တော်တို့ကအကျော်ကိုညီအောင်လုပ်အောင်မို့လို့အမားတို့ပစ္စည်းချိုင်လည်းချပေးဒါမှမဟုတ်ကျွန်တော်တို့ဝယ်မယ်ဆိုရင်တော့2ချက်လောက်ကုန်မယ်3ချက်လောက်ကုန်မယ်စသဖြင့်ပေါ့နော်အဲ့လိုမျိုးပြောရလိမ့်မယ်အဲ့လိုမျိုးပတ်တန်အရေးမကြီးပါဘူးကွာရအစင်ပြေလို့ကတ်ပေးဆိုရင်ကိုကအဲ့ခါကျရင်လည်းရှိရဟာလေးနဲ့ကျွန်တော်တို့လုပ်လို့ရတာပေါ့နော်ဒါလေးရှိတယ်ဒါကြောင့်မို့တိုင်းတာမှုအဆင့်ကအရေးကြီးရနော်တိုင်းတာမယ်နောက်တစ်ခုမျက်နှာပြင်တွေကိုတန့်ရှင်းရမယ်ဆိုတာကကျွန်တော်တို့စပြီးတော့လုပ်တော့မယ်ဆိုရင်ဒီအချက်ကြီးတွေပါဆိုရင်နောက်ပြီးတော့ဒီ plan တွေပါကိုအကုန်လုံးကဘာလုပ်ရမလဲဆိုရင်ကော်တွေပါရှိလားနော်ဓာတ်တွေမှာဟိုနေ့ကထိုးထားတာတယောက်ဒီမှာထိုးလိုက်တာကဘလူးဆွဲထွက်သွားဖောက်ဆိုလို့ဘလူးဆွဲထွက်သွားအောက်မှာဘလူးဆွဲရေးပေါ့ဆောင်းကနေပြီးတော့ထိုးလိုက်တာခန်းထိုးလိုက်တာနော်ခန်းအောက်ကဘလူးဆွဲထွက်သွားပြီဆိုရင်ကျွန်တော်တို့က solid surface ကက်လို့မရတော့အဲ့တော့ဘာလို့အဲ့ဘလူးဆွဲကိုကျွန်တော်ပြန်ဖြတ်ထုတ်ရအောင်အဲ့လိုမျိုးဟာတွေရေးကြည့်ရနော်ဓာတ်တွေနော်တွဲနေရာတွေကိုကြည့်ရမယ်ကြည့်တဲ့အချိန်မှာကျွန်တော်တို့ကအနာတွေရှိနေတာဒါမှမဟုတ်ရင်ဇောင်းတွေမှာထောက်နေသလားကော်တွေရှိနေတာအကုန်ပေါ့နော်အဲ့ဒါတွေရှိရဆိုအကုန်တန်ရှင်းအကုန်လုံး clean လုပ်တာဘာ solid surface ကအချက်လိုက်လာမှာအုပ်မှာဆိုတော့အောက်မှာခံလို့မရအောင်ဆိုတော့အဲ့ဒါတွေရတန်ရှင်းလုပ်ရမယ်အဲ့ဒါရေးကြည့်ရနောက်တစ်ခုကကျအောက်ခံတော့စစ်စေးရဲ့သူကဘာလို့လဲဆိုတော့အခုကျွန်တော်တို့ကလုံးမှာဒီဇိုင်နာကပေးလိုက်တာဟုတ်တယ်ဒါပေမဲ့ဒီဇိုင်နာပေးလိုက်တဲ့ဟာကကျွန်တော်တို့ရဲ့ span ပေါ့နော်ဒီကောင်ဆိုရင်ဒါ span ကဒီလောက်ဆိုရင်ဟိုဘယ်လိုပြောမလဲခံနိုင်ရှိတာပေါ့ဒါမှမဟုတ်ဒီတိုင်းများဝိုင်းဒီဇိုင်နာက10ပြီးတော့ပေးသွားပြီကျွန်တော်တို့ဒီ structure ကို glue ဆိုင်ရတော့မယ် structure ကမတောက်ဘူးဆိုရင်ကျွန်တော်တို့ solid surface weight ရှိတယ်တင်လိုက်ပြီးဒီကောင်ကကျွတ်ဆိုလို့ကျိုးသွားမှာသိလားအဲ့ဒါအရေးကြီးနော်ဘာလို့ floating နဲ့အရင်အရေးကြီးခေါင်းငယ်ပုံတွေချုပ်တဲနေမပါဘူးဆိုရင်အရင်အရေးကြီးရယ် span နဲ့အရင်ရှေ့ပြီးဆိုရင် design နဲ့ညှိရမယ်ဘာကြောင့်လဲဆိုတော့ဒီမှာ designer ဒုက25ပဲပေးရင်တွားပြီလေကျွန်တော်တို့က solid surface ဒုကအပေါ်အောက်ပိုင်း25ရှိတယ် designer 25ပေးရင်တော့မှားပြီเนาะအဲ့ကြောင့်မို့ designer တွေနဲ့ညှိရမယ့်အပိုင်းကဘာလို့ရမလဲ customer နဲ့ညှိရမယ့်အပိုင်းကဒုကိုဘယ်လောက်သုံးပါလဲအတွင်း frame တွေကိုဘယ်လိုထည့်မလဲနောက်ပြီးတော့ span ဘယ်လောက်ထားမှလဲဆိုတော့စစ်ဆေးရမှာအောက်ခံအလွှာမစစ်ဆေးဘဲနဲ့ကျွန်တော်တို့ကတွဲလိုက်ရင် solid surface ထိမှာဘာလို့ solid surface က flexible မဖြစ်ဘူးကြာမှကျွတ်ဆိုကျိုးသွားမှာလေဒါကြောင့်အောက်က plan ကstructure ကတောက်မှရမှာเนาะအဲ့ဒါလေးရှိရယ်အောက်ခံအလွှာတွေအရေးကြီးရယ်စစ်ဆေးရမှာเนาะနောက် template ဆိုတာကဘာလဲဆိုတော့ design ကတချို့ design တွေကတော့လုံးဝ doubt set ဖြစ်တယ်တချို့ကကြောင့်အကွေးတွေပါတယ်ခေါင်းငယ်ကအကွေးတွေနော်ဓာတ်မှာအကွေးတွေပါဒါလိုအကွေးတွေဆိုရင်ဒါကျွန်တော်တို့ furniture လုပ်တဲ့အတိုင်းပဲအတူတူပဲ template လို့တာပေါ့နော် template ဆိုမိုးလို့တယ်မိုးတွေပါစီစဉ်ထားရမယ်နော်ဒီကောင်မလုပ်ခင်မှာကျွန်တော်တို့သုံးမဲ့မိုး radius ဘယ်လောက်သုံးမှလဲဘယ်လိုကွေးရမှာလဲကွေးရမယ့်အပိုင်းတွေနော်ဒီပုံစံတွေကိုကျွန်တော်တို့တေချာစီစဉ်ထားရမယ် template တွေလုပ်မယ်နောက်တစ်ခုကခုနကျွန်တော်ပြောလို့ဒီပစ္စည်းတွေပေါ့နော်အကုန်လုံးတော့မလိုပါဘူးကိုယ့်ဘက်ကိုလိုသလောက်ပေါ့နော်ယူပြီးတော့သုံးလို့ရတယ်ဒါကတော့ကျွန်တော်အပြည့်စုံပြတာနော်သုံးလို့ရတယ်ဒါကပြီးသွားပြီ preparation ပိုင်းကပြီးသွားပြီပြင်ဆင်သွားပြီငါမှညီမရှိပြီတန်ရှင်းလုပ်ပြီးအားလုံးပေါ့နော် level လဲညှိကြပြီဒါ
structure လည်းတောက်တယ်ငါတို့လုပ်လို့ရပြီ confirm ဖြစ်ပြီဆိုရင်အချက်တွေကလည်းရောက်လာပြီဆိုရင်ကျွန်တော်ဘာလုပ်ရမလဲဆိုဖြတ်တောင်းမဲ့ပိုင်းဖြတ်မယ်နော်ကတင်လုပ်မယ်ဆိုရင်ကတင်လုပ်မယ်ဆိုရင်ဘာလုပ်ရလဲဆိုဒီအပေါ်မှာကျွန်တော်ခဲတဲ့နေကြီးခဲတဲ့ကျွန်တော်မှတ်ထားတယ် A B C မှတ်တယ်နောက်တော့မြားတွေနဲ့မှတ်တယ်ဘာကြောင့်လဲဆိုကျွန်တော်တို့ကဖြတ်တော့မယ်ဆိုရင်ဘယ်လောက်ခွာဖြတ်ရမလဲနော်ဘယ်ကနေစဖြတ်ရမလဲဒါတွေကိုကျွန်တော်တို့ကတိုင်းတာရမယ်နော်အတိုင်းတာတွေစလုပ်ရအောင်ကတင်မှာစလုပ်မယ်အမှတ်သားတွေ margin တွေပေးမယ်နော်ပြီးတော့မယ်ဖြတ်ရမယ် tools တွေရွေးမယ်ဂလိုက်တာနဲ့ဖြတ်မှာလားနော်ဂလိုက်တာဂလိုက်တာနဲ့ဖြတ်မှာလားပေါ့နော်ဂလိုက်တာနဲ့ဖြတ်မှာလားဂျစ်ဆိုးနဲ့ဖြတ်မှာလားဒါမှမဟုတ်ကျွန်တော်လှော်ဝိုင်းဆက်နဲ့ဖြတ်မှာလားဖြတ်တဲ့နေရာပေါ်မူတည်ပြီးတော့ကွာခြားချက်ရှိရပါတော့နော်ကိုကဓာတ်တွေအကွေးတွေဟတ်တဲ့နေရာမှာကြောက်ကျွန်တော်ဒါတွေတုံးလို့မရတော့ဂလိုက်တာလေးနဲ့ဖြတ်ရမှာအဟလေးတွေပါကွေးရဲ့နေရာတွေမှာနော်ဂလိုက်တာနဲ့ဖြတ်အဲ့လိုမျိုးပေါ့ကိုသုံးတဲ့ပစ္စည်းတွေကဖြတ်တော့မယ်ဆိုရင်ဒီဇိုင်းရဖြတ်တော့မယ်ဆိုရင်သုံးရမယ့် tools တွေနော်အဝိုးစာတွေပစ္စည်းတွေကိုကိုရီးယားရွေးရမယ်ပေါ့နော်ဒါလေးရွေးချက်ဖို့လိုတယ်နော်နောက်တစ်ခုကကျတော့ဒီကောင်ကဖြတ်တော့တဲ့အချိန်မှာနီးပညာဘာလဲဆိုတော့ तू ကိုကဒီမှာဟိုပေါ့နော်ခဲတယ်နဲ့ကျွန်တော်တို့ပေးလိုက်ပြီဆိုရင်မြင်းတယ်ကိုမြင်းဖြောက်ကိုကျွန်တော်တို့အမှားယူရမယ်နော်မြင်းဖြောက်နော်ခုနကကျွန်တော်တို့မြင်းဖြောက်ကိုအမှားယူပြီးတော့လှော်ဝိုင်းကကျတော့ကျွန်တော်တို့ပလိုင်ဆွဲလိုမျိုးမြန်ဆွဲလို့မရဘူးပလိုင်ကဘရူးဆွဲသွားလို့ရတယ်ဒီကောင်ကြောင့်ထိန်းပြီးတော့ဖြည်းဖြည်းချင်းသွားတာနည်းနည်းလေးတော့ကျွန်တော်တို့အမှားမှန်ခံဘူးပေါ့နော်ပပချင်းဖြည်းဖြည်းချင်းသွားရတယ်မဟုတ်ဘူးဆိုကျွန်တော်နည်းနည်းလေးထိသွားနေပဲ့သွားမှာဟိုထိဒီကောင်ဆိုရင်45ဆိုပဲ့သွားနိုင်တယ်လေဒီမှာတော့တစ်ချက်နည်းနည်းလေးထိထားတယ်ကျွန်တော်ပြန်မောင်းရမှာဒီနားလေးမှာကျွန်တော်ထောင်လိုက်တာဟိုအတဲပြုတ်မှထိသွားနည်းနည်းလေးဝမ်းတော့ဟောက်ပါကျွန်တော်အဲ့ဒါသွားပြီးတော့ကုံနဲ့သွားပြီးတော့ပုံလို့မရဘူးလေလားပုံနဲ့ပုံလိုက်ရင်အဲ့နေရာကြာမှအဲ့ကောင်ပြန်ပဲ့မှာဆိုတော့ကျွန်တော်ဒီရောက်ပြန်မောင်းမယ်2မီလီတော့ပြန်မောင်းမှာနော်ပြန်မောင်းပြီးတော့ကျွန်တော်တို့ပြန်စားထုတ်မှာအဲ့လိုမျိုးအရေးကြီးတယ်အဲ့45ဇောင်းတွေပါဆိုအရင်ရေးကြီးတယ်ဇောင်းတိုင်းပြီးတာနဲ့ဒီကောင်ကိုဟိုမတုံးသေးဘူးဆိုရင်စိုက်ထဲမှာထားမှဆိုရင်တို့တိတ်ကလေးနဲ့ပတ်တာဖြစ်တစ်ခုခုနဲ့ပေါ့အုပ်ထားပြီဒီတိုင်းထိုင်ရင်တော့ပဲ့ပါဇောင်းလေးနော်အဲ့ဒါအရေးကြီးတယ်ဒါကျွန်တော်တို့ဖြတ်တောင်းတဲ့နီးပညာတွေကအဲ့လိုမျိုးမှန်မှန်ကန်ဖြတ်ဖို့လိုတယ်ကွဲနိုင်တယ်နော်ဒါလေးပေါ့နော်ဒါလေးပါမယ်ဒါတော့ baking mode ကဒါကိုယ့်အကို safe ဖြစ်အောင်လုပ်ရမှာနော်ဒါလေးပါမယ်ဟုတ်ကဲ့နောက်တစ်ခုကကျတော့တစ်ခုနဲ့တစ်ခုကျွန်တော်တို့ကကတ်တော့မယ်နော်တွဲဆက်မယ်ဟိုဟာတဘောတစ်ခုကတချင်းတော့က10ပေခွဲရှိတယ်ဒါပေမဲ့အပြားက9ပေခွဲပဲရှိတယ်တပေလောက်ကဆက်ရတော့ဆက်ရမယ်အတွက်ကြောင့်မလို့မလုပ်မယ်ဆက်ရတော့မယ်ဆိုရင်ခုနပြောသလိုပဲဆက်ရမယ်နီးပညာမှာဆိုဘာကြီးပါမလဲဆိုရင်ကျူတင်ပြင်ဆင်မှာအပိုင်းတွေကဒီအနားထိတ်တွေကကော်တွေရှိလို့မရဘူးအမှုံတွေရှိလို့မရဘူးဖြစ်နိုင်တယ်ဆိုရင်အဲ့နာမှာတင်နာဖြစ်ဖြစ်ဒါမှမဟုတ်ရင်အရက်ပြန်နေဖြစ်တုတ်ပေး6သွားပြီးဆိုမှကော်ထည့်ကတ်ရမှာနော်အမှုံမွားရှိလို့မရအဲ့ကောင်ဆိုမွားရှိတာဒီကောင်ကဟိုဘယ်လိုပြောမလဲဆိုရင်တွဲဆက်ရတာမကောင်းဟိုကြာတာပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်တို့ကဘာလုပ်လဲဆိုဒီဟာကိုပြောင်ရှင်းအောင်လုပ်လိုက်တယ်အနားတွေကိုဒီ H တွေပေါ့နော်အနား H တွေကိုဟို liner ကတ်တာဆိုတာ liner ပေါ့နော် liner ကတ်တဲ့နေရာမျိုးပေါ့အဲ့အနားတွေအကုန်လုံးတန့်ရှင်းလို့ဟို level ကိုညှိတာဒုံးနေပါရှိလို့မရဘူးအားလုံးပြီးပြီဆိုရင်ကတ်တော့မယ်ဆိုရင်နော်ဒီကောင်ကို6အောင်ထားတန့်ရှင်းလို့ပြီးရင် level alignment အရေးကြီးတယ်နှစ်ခုကိုကျွန်တော်တဲကတ်တော့မယ်ဆိုရင်ဒီအောက်မှာရှိရဲ့တဲကတ်ပြီးအောက်မှာရှိမဲ့အပြားကဒီအပြားတွေက frame တွေကဟိုကျွန်တော်တို့အပြားမဟုတ်ဘဲနဲ့အခင်းပြားမဟုတ်ဘဲနဲ့ frame ချောင်းနေဆိုရင် level မညီဘူးမညီတဲ့ခါကျရင်ဘာလို့လဲဆိုတိတ်ကတ်ပြီးသူက guide ဆွဲတဲ့ခါကျရင်ဒီကောင်ကဘာဖြစ်သွားလဲဆိုခုံတော့အရေးကြီးနော်အဲ့ဟာနှစ်ခု mirror cut လို့ခေါ်တော့ mirror cut ဆိုတာနှစ်ခုကိုတိစက်ကတ်တာတိစက်ကတ်ဆိုတာအောက်က level လုံးဝညီရမယ်ကတ်ရမယ်ကတ်ပြီးတဲ့ခါကျရင် guide ဆွဲတဲ့ခါကျရင်ဆွဲလိုက်တဲ့ခါကျရင်ဘာဖြစ်လဲဆိုကော်ရှိရအတွက်ကြောင့်သူကနည်းနည်းလေးကစားတယ်အဲ့ဟာလေးကိုဂယူဆိုင်နည်းနည်းလေးကျွန်တော်တို့တချို့နေရာကြီးကျရင်ကျွန်တော်ဖိထားပြရတယ်ဆွဲဖြည်းဖြည်းချင်းဆွဲပြီးတော့ညှိရတယ်အဲ့ခါမှာဘာဖြစ်လဲဆိုရင်နောက်မှဆိုရင်နည်းနည်းလေး 1.5 လောက်ထွက်သွားရင်အပေါ် 0.5 ကိုအောက်ကလည်း 0.5 ဝင်သွားမှာဝင်သွားပြီဆိုရင်ကျွန်တော်ဖြီချလိုက်ရဆိုပါလို့စမ်းနေနဲ့ဖြီလိုက်တယ်ဆိုရင်ဘာမှပြဿနာတက်လဲဆိုရင်အပြောင်တိုက်တဲ့အချိန်မှာဒီကောင်ကြီးကလှိုင်းဖြစ်သွားဒီကနေ့ကြည့်လိုက်တင်နဲ့ကြည့်လိုက်ဒီနားကြီးကခြိုက်သွားကန်ကြည့်လိုက်ရင်လည်းမသိမသာတကယ် professional ကန်ကြည့်တကယ် furniture လုပ်တဲ့လူတွေကန်ကြည့်အဲ့နာကြရင်ချက်ချိုက်ဖြစ်သွားအဲ့ 0.5 ကအဲ့လောက်တိတာတယ်အဲ့ကြောင့်ကျွန်တော်တို့ဘာလို့လဲဆိုဖြီဖြီတယ်တခါကျရင်ဖြီတယ်သူတို့ဖြက်ကျဲရဲ့ခါကျရင်ဖြီရကောင်းတာပေါ့နော်ဖြက်ကျင်းတဲ့ခါကျဖြီလို့မကောင်းဘူးဖြီတဲ့ခါကျဒီကောင်ခြိုက်သွားအဲ့လိုမျိုးဟာကြီးကြရင်ဘာလို့လဲဆို level ကိုအရေးကြီးတယ်ကွန်မာကက်ကင်မှာနှစ်ခုထိစဲတဲ့နေရာမှာအဲ့ level ကိုညှိအောက်ကိုအနေမြင့်တွေကိုရအောင်ညှိပြီးအဝင်ထွက်တွေကိုရအောင်ညှိပြီးဆိုမှကျွန်တော်ဂိုင်းညှက်မယ်နော်โอเคအဲ့ကော်သုံးတဲ့ဆိုတာကကျတော့ကျွန်တော်တို့ကသုံးမဲ့ကော်အမျိုးအစားပေါ့ဒါကကျွန်တော်တို့ဒူဘုံကနေထွက်တဲ့ဟုတ်လားဒူဘုံကလားနော်ဒီက solid surface သုံးတဲ့ဟာပေါ့ဒီလိုမျိုးကော်မျိုးကျွန်တော်သုံးတယ်ပေါ့နော်နောက်ကော်အရေးကြီးတာကော်ကဘာလဲဆိုတော့ကော်တွေကျွန်တော်တို့ဝယ်လိုက်ပြီးပ
စ္စည်းရောက်လာပြီကိုယ်စီမှာရောက်လာပြီဒါပေမဲ့ solid survey လောက်ကွက်ကကြာအောင်ပါကျွန်တော်အားလုံးပြီးတော့မှအောက်တာဟုတ်ကြာအောင်မဆိုဂျာကြီးဘယ်လိုလုပ်မှာကျွန်တော် site ထဲမှာပြစ်ထားလို့မလွယ်ဘူးနော်ဘာလို့ရလဲဆိုရင်နော်ဖြစ်နိုင်နေဆိုရင်တော့တင်းစုံလိုကနည်းနည်းကြည့်ထားပြပါဘာလို့ဆိုတော့ဒီကောင်ကဟိုတင်းစုံလိုကိုလိုဒီဘက်မှာရောင်းတဲ့ဘက်ကလည်းတိထားမှာဘာလဲဆိုတော့ဒီဟာရေခဲတက်တာမှာထည့်ထားတာသူက0 degree 0 degree အောက်မှာ10เนาะ10 degree centigrade ကနေပြီးတော့50 degree centigrade ပေါ့အပူချိန် Celsius လား centigrade အပူချိန်နဲ့ကျွန်တော်ပြောမှာเนาะအပူချိန်ပေါ့ဆိုတော့ဒီမှာပုံမှန်အပူချိန်က36လောက်ဆိုရင်တော့ရသေးတာပေါ့เนาะ36လောက်ဆိုရင်ထားလို့ရသေးတယ်ဒီနေထားအပူချိန်မြင့်သွားနေရမှာထားရင်ဒီကောင်ကဆေးကပြက်စီးသွားတာပေါ့ခဲသွားတာပေါ့အဲကျွန်တော်တို့ဘာမှထားလို့ဆိုရေခဲတက်မှာထားတယ်ရေခဲတက်မှာထားတဲ့ခါကျရေခဲတက်ဘယ်လိုနေရာမှာထားလဲဆိုအပူချိန်ကသူကကြတော့ဟိုပါပေါ့10 degree အောက်ကိုကျသွားလို့ရတယ်ကျသွားလို့ရတယ်ဒါပေမဲ့အခဲခဲမှာထည့်လို့မရအောင် freezer ထဲမှာထည့်လို့မရအောင်ဘယ်လိုနေရာမျိုးထည့်လို့ရတယ်ဆိုရင်ကျွန်တော်တို့အရွက်တွေပါထည့်နေရနောက်ပြီးတော့ဘေးပေါင်တွေအဲ့လိုနေရာကြီးမှာကျွန်တော်သိမ်းထားလို့ရတယ်ဒါပေမဲ့တစ်ခုရှိရတော့ဟင်းသီးဟင်းရွက်တွေအသားငါးတွေနဲ့တော့မရောတာနဲ့သူကဘူးလေးနဲ့တေချာပတ်ကင်ပိတ်ပြီးထားလို့ရတယ်အဲ့လိုမျိုးထားရင်တော့ကော်ရဲ့တက်တန်ဖို့ရှိတယ်နော်အဲ့ဒါရေးကြည့်တယ်နော်မဟုတ်ရင်တော့ဘာဖြစ်မလဲဆိုတော့ကော်ပြက်စီးသွားမှာဝယ်ပြီးရင်ကော်ကြီးကခဲသွားမှာကော်မကောင်းရင်ဂိုင်းညင်းတဲ့ခါကျရင်ပုံမှန်ဆိုရင်နိုင်ခွက်လောက်ညှက်ရင်ဒီကောင်တစ်နိုင်နှစ်နိုင်တော့မချောက်ဘူးကော်မကောင်းရင်ဆိုတော့အဲ့အကြောင်းမို့ကော်ကောင်းမှုလို့တယ်အဲ့ကျွန်တော်တို့ကကော်သုံးမကော်ရွေးသုံးမဲ့နေရာနဲ့ထားရဲ့အထားသူအရေးကြီးရယ်နော်အဲ့ဒါလေးအရေးကြီးပါတယ် insulation ကကြောင့်ကျွန်တော်တို့ဗာလဲဆိုတော့ခုနအတိုင်းတာပေးထားတဲ့အတိုင်းတာအတိုင်းကိုကျွန်တော်ဘာလုပ်ရမလဲဆိုရင်တက်ဆင်ဖို့နော် area သုံးမဲ့ဟာရောဥပမာဒီမှာတီဘယ်တော့ကိုစကတ်မယ်ဆိုရင်တော့ပြားကိုအရင်ချမယ်ဆိုရင်တန်ရှင်းလို့ကော်ထက် level ညှိပြီးတော့ခိုင်းညှိရမှာအဲ့လိုမျိုးပေါ့နော် insulation လုပ်မယ်ဆိုရင်တန်ရှင်းအရင်လုပ်ပြရမယ်မဟုတ်ဘူးဆိုရင်အထဲမှာအဖုဖောင်းတွေအချိုက်တွေဖြစ်နေဟို level မညီတော့ဘူးเนาะဒါလေးရှိမယ်เนาะ okay ဒါဒီဟာကကြောင့်ရေပိုက် line တွေခေါင်းတွေဒါကြောင့် basin တွေအခုကျွန်တော်တို့ပြီးရင်ဒီအလုံးမှာဘာပါမလဲဆိုတော့ဟိုကပါမယ် gas stove ပါမယ်ကိုယ်တိုင်ဖောက်အောင်ပါเนาะအဲ့ကောင်ကိုကျွန်တော်တို့ဝယ်ထားတဲ့ program နဲ့ရောက်လာလိမ့်မယ်ညနေတော့ဖြစ်လိမ့်မယ်တခါရဲဖောက်မယ်ဖောက်ပြီးကျွန်တော်ထည့်ကြည့်မယ်အဲ့ကြောင့်မို့စင့်နေเนาะထည့်မယ်เนาะ kitchen မှာဆိုစင့်ပါမယ်ဒီလို iron counter တွေเนาะတခြားနေရာမှာဆိုရင်လည်းgas stove တွေဟူတွေပါမယ်ဆိုရင်အဲ့ကျွန်တော်ဘာလုပ်မလဲဆိုဖောက်ပေးရမယ်เนาะဖောက်မယ်ဆိုရင်ကျွန်တော်ဘယ်လိုဖောက်မလဲဆိုတာဟာလေးရှင်းပြပေးမယ်နောက်တစ်ခုကကြတော့ဒီအဝင်ဝင်ချဖြစ်ဖို့နေရာချအဲ့အရာတွေကကြတော့ကျွန်တော်တို့ဒီကောင်လေးဆိုရင်လည်းကျွန်တော်တို့ဟို solid survey ကိုထည့်မယ်ဆိုရင်သူကကြတော့ဘယ်လိုလဲဆိုတော့ fitting မလိုဘူးနည်းနည်းလေးခြောင်ထားလို့ရတယ်အပေါ်မှာအပြားတွေပါပေါ့ဆိုအပေါ်မှာ cover ကအုပ်သွားမှာဆိုခြောင်ထားလို့ရတယ်ဒါကြောင့်ကျွန်တော် fitting ထည့်လိုက်ရင်ဓာတ်တွေပါရမလွတ်တာရှိတယ်အဲ့တော့30စီခွာလာမှာပေါ့နော်အဲ့လိုခွာပြီးတော့ကျွန်တော်တို့သုံးမယ်စွတ်ထည့်မယ်စွတ်ထည့်လိုက်ပြီးဆိုရင်ဝင်သွားပြီးဆိုရင်ရပြီနော်အရင် fitting မလိုဘူးနော်အဝင်ချဖြစ်ခြင်းနေရာချခြင်းအဲ့အရေးကြီးရယ်နောက်တစ်ခုကဘာလဲဆိုတော့ဒါပြီးဆိုရင်နော်ဒါညွှန်ကြားရတာဒါကတော့ဒီတိုင်းပါပဲနော် join ကဘာလဲဆိုရင်ဒါ joining လုပ်တဲ့နေရာနော်ခုနကပြောထားပြီလားဒါကိုဘက်ကကြတော့ကိုဘက်စားရတဲ့အချိန်မှာကိုဘက်100နဲ့ကျွန်တော်တို့စားတာပေါ့နော်ကိုဘက်100နဲ့စားတယ်100နဲ့စားရဲ့ရွယ်ချက်ကဘာလဲပေါ့100နဲ့စားရဲ့ရွယ်ချက်ကအစင်းဖြောက်တာပေါ့ဒီ solid survey မျက်နှာပြင်မှာရှိနေတဲ့အစင်းတွေမှန်တယ်များဖြောက်ပေးအောင်အစင်းမပြောင်းရင်ကျန်တဲ့အစင်းတွေဝင်လို့မရအောင်အဲ့အရေးကြီးရယ်နော်အစင်းဖြောက်အောင်အစင်းလုံးဝဖြောက်ပြီးအမုံအမွှားတွေကိုတန်ရှင်းလုပ်လိုက်အစင်းလုံးဝ lighting နဲ့ကြည့်လိုက်အစင်းဖြောက်ပြီးလက်ခံပြီးဆိုမှ320အစစ်ကိုသွားမှာ320ကိုဘာကြောင့်လို့100နဲ့အစင်းမပြောက်ဘူးနဲ့320ဆိုလုံးဝမပြောက်တော့ဘူးသိကြတယ်နော်သူကနှုတ်လေပို့ပြီးတော့နှုတ်လေသူကကြောင့်အစားနေတဲ့ကြောင့်သူက grip များလာလေပို့ပြီးတော့သူကဟိုချောလာလေပေါ့နော်ဒါကြောင့်100နဲ့ဖြောက်မယ်နော်100နဲ့အစင်းဖြောက်မယ်ကျွန်တော်တို့တေချာလေးညှိပြီးတော့ကော်ဘက်စားမယ်နော်ဖြောက်ပေးမယ်နောက်တစ်ခုကျတော့ဒါဘာလဲဆိုတော့ပုတ်တိုက်တဲ့အဆင့်ကကျွန်တော် buffing လုပ်တယ်ဆိုတော့ဒီကောင်ကော်ဘက်အဆင့်စစ်တိုက်ပြီးဆိုရင်ဒီ buffing နဲ့ကျွန်တော်တို့ကဘာလုပ်လဲဆိုရင်ကျွန်တော်တို့ဒီမှာပေါ့နော် rubbing ကိုထည့်မယ် rubbing ထည့်ပြီးကျွန်တော်တိုက်နော်တိုက်မယ်နော်နောက်ဆုံးအဆင့်ပေါ့နော်ဒါကတော့လုံးဝ final ပဲအစင်းလေးပပလေးမရှိအောင်လို့ဒီကောင်လေးလုံးဝအပြောင်တိုက်တာနော် rubbing နဲ့တိုက်မယ်တိုက်ပြီးဆိုရင်တော့ကျွန်တော်တို့ပြီးပြီနော်ဒီဟာလေးကဒါကတော့ repair ပေါ့နည်းနည်းပြင်ထိခိုက်မှုပြင်ဆင်မှုဖြစ်လာပါကအချိန်ကြီးပြင်ဆင်မှုပြုလို့ဒါကတော့ customer စီမရောက်ခင်မှာကိုကြည့်လိုက်ပေါ့နောက်ဆုံးစစ်ဆေးမှုဘိုင်းတွေမှာဆိုဒါလေးလုပ်ရပေါ့နော်ဒါလေးရှိတယ်နော်တန်ရှင်းလုပ်မယ်အားလုံးပြီးဆိုရင်ဒီအပေါ်တန်ရှင်းလုပ်လို့ရတယ်တန်ရှင်းလုပ်တဲ့ဟာတွေကကြတော့ကျွန်တော်တို့အရက်ပြန်နဲ့လည်းလုပ်လို့ရပါဘူးနော်အရက်ပြန်နဲ့တန်ရှင်းလုပ်အဝတ်နဲ့တန်ရှင်းလုပ်မယ်နော်အဝတ်တွေနဲ့တန်ရှင်းလုပ်အရက်ပြန်နဲ့တန်ရှင်းလုပ်မယ်နော် final စစ်ဆေးမယ်အနာစာရှိမရှိစစ်ဆေးမယ်စစ်ဆေးပြီးဆိုရင်တော့ကျွန်တော် customer စီပို့မယ်
ဒါကတော့ maintenance ဆိုတာက customer ကတစ်နှစ်လောက်သုံးပြီး6လောက်တစ်နှစ်2နှစ်ပေါ့သုံးပြီးဆိုရင်တချို့နေရာတွေကြာရင်ရေရန်လေရန်တွေထိတဲ့ခါကျတော့တချို့နေရာတွေကြာတော့ဘယ်လိုပြောမလဲကြီးတက်သွားတာရှိတယ်ပေါ့နော် customer တွေကမသိဘူးအယောင်လေးတွေကနည်းနည်းလေးပြောင်းသွားတယ်ပေါ့အဖြူဆိုတိတာပေါ့နော်နည်းနည်းလေးဝါသွားတယ်ပါအဲ့ခါကျရင်ဘာလုပ်ရလဲဆိုကျွန်တော်ကအမရရ3လိုက်ဦးတစ်နှစ်တော့3လိုက်ဦးတကယ်3သွားပြီကွာတကယ်ဟိုးစားသူလည်းအရှင်မတယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ကြည်ရကတိတ်ပြီးတော့မနှိမ့်မြုပ်တော့ဘူးmaintenance ဝင်တော့မယ်ဆိုရင်ခေါ်တော့မယ် maintenance ဝင်တော့မယ်ဆိုဘယ်လိုလုပ်ရမလဲဆို maintenance အပိုင်းကျရင်ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုရင်အကုန်လုံး plastic တွေကမယ်အားလုံးကိုကျွန်တော်တို့တန်ရှင်း100ကနေစဝင်မယ်100ကနေကော်ပဲပြန်ဝင်မယ်အစင်းစင်းပြန်ဝင်မယ်ပြီး buffing တိုက်မယ်လူရဲနေရာတွေမှာဆီလီကွန်တွေကိုပြန်ခွာမယ်ဆီလီကွန်အသစ်ပြန်ထိုးမယ်ဒီလိုပေါ့နော်အားလုံးပြန်လုပ်ပြီးဆို maintenance ကိုအဲ့လိုမျိုးလေးလုပ်ပြီးတော့ customer ကိုခဲလုပ်လို့ရတာပေါ့နော်ပြန်လုပ်လို့ရလွယ်တယ် maintenance လုပ်တဲ့အပိုင်းလည်းအရင်မခက်ဘူးနော်အဲ့လိုမျိုးလေးလုပ်ပြီးလို့ရတယ် okay ကျေးဇူးတင်ပါတယ်နော်ဒီကတော့ကျွန်တော်တို့လက်ရှိဒီလုံးဝမဟာလေးတွေကို knowledge sharing ပေါ့နော်အစင်းစင်းလုပ်တဲ့အပိုင်းလေးကိုရှင်းပြပေးတာထိတ်တက်လာမှာဟိုအပြားကလေဒီကောင်ဒီပြားကထိတ်တက်လာမှာထိတ်တက်လာတဲ့ခါကျရင်ဒီမှာလာနားမှာနားတဲ့ခါကျရင်ဒီမှာလည်း float တွေကတမ်းမီလီက float တွေကမြင်နေရမှာမြင်နေရမှာမမြင်ဖို့အတွက်ကိုကျွန်တော်အနောက်မှာ2မီလီချန်ထားပေးတာကြည့်လိုက်ရင်အကုန်လုံး solid surface ပေါ့အဲ့လိုမျိုးပေါ့တော့ဒီလိုမျိုးကနှစ်ပေကျင်ွယ်မှဖို့အဆင်ပြေတော့ဒီဟာကဟုတ်တယ်အဲ့ဒီဟာတော့ဒီချက်ကနေဒီချက်ကြီးကို83ရှိတယ်ခိုင်းညက်ပါညက်ပေါ်မှာဆိုလို့ညက်သွားတဲ့ခါကျ तू ကကြမ်းပြီးတော့ပဲ့တော့မှာဆိုလို့အဲ့တော့ရိုက်ငါမှုသွားသူတို့စားချင်တယ်โอเคအဲ့ဒါလေးဒါရရပဲဆိုတော့ခုံတော့ဆက်တယ်ဘော24ရမင်းဘယ်မှာထားရလဲအကဘော24ပဲ့ပါမယ်မင်းလုံးဝလည်းလုပ်တယ်ဒီမှာငါတို့မှာကတ်တန်းထိပါလို့နည်းပြန်
မလေးပြတာ ရတယ် တရားရဲနဲ့ ဒီဖက်လေးပြက်လိုက်ထောက်ဟုတ်ကျိုးဘာလို့ပြန်လဲကျွန်တော်ခဲရဒီမှာပေးရဒီလိုလေဆွေဒီကမောပေါ့အဲ့လိုမောနေတယ်ရွေးလာတယ်ဒီလိုပါတနာမှုချိန်ကြီးလိုက်ရပါကျွန်တော်မပြင်ပေးရလို့အဲ့ဒီပတ်တန်းနဲ့စားနှစ်ခေါက်သွားတော့ပြီးသွားတော့ဟုတ်ဆက်ရုံတိုးဟုတ်လားပြန်လာမှာပေါ့ဒီမှာဒီမှာညက်နေမရတော့ဘူးငိုဘက်တော့မယ်ဟွန်းအဲ့တော့မဟုတ်ပဲလာကျင်ဟဲ့လားဟေးတော့စားလို့မရဘူးတော့ရှိပါရအောင်ညလို့ဒီကကြိုက်ခါဆက်မလို့လောလောက်အတွင်းတွင်းရလည်းကြိုက်မရအောင်ဒီဘောဘောနဲ့ဒီဟုတ်တယ်ဟုတ်ပါမတ်နဲ့မကြောက်ပြောမတ်ကမကြောက်မလို့ရโอเคရလားပြီးပြဟုတ်ကဲ့ဟဲ့လာပြီကြာကြီးတော့မှာဒီပါလေရှော့ရတယ်ရပြီ
yes နော် very good ဟိုအောက်ခြေတော့ပြနော် အောက်မှာ โอเคဟုတ်ပါဘူးတဲ့မှာဒါပြည့်ရင်ကျွန်တော်တို့တဲ့အတမတက်တယ်တက်တယ်ဒါမှမဟုတ်ပေါ်လာရအောင်ပေါ်လာရအောင်ကိုယ်ကကိုက်ကြည့်ဟိုတော့ဟိုဘက်ထည့်တယ်Kena ni nah. Ya, TV ni.
ကောကထိတ်နာလို့ညက်လိုက်တယ်ကောပတ်တော့နာနာနာဆိုတော့ဘောတော့လာမှာဆိုတော့ဒီစနေတယ်တော့ဒီကနေ့နိုင်တော့နဲ့တက်လာနဲ့တက်နိုင်အဲ့ဒီကားနဲ့တက်လာတယ် ဆန္ဒကတော့အဲ့ဒီကတော့ကြည့်တာပဲကစတဲ့ပတ်တယ်အဲ့ဒီလားနော်
ဖြစ်ချင်တယ်ဒီကောင်ကပြပါ
တက်တော့ပေါ့တက်တော့ပေါ့ပေါ့
အဲ့ဒါလည်းမရဘူး